စီပြန်သွားရင်အရေးတို့ထင်ရတယ်လို့ခါကလေးတော့ငါသတိရမိတာပါအချင်းနဲ့အမုန်းတို့သာရိုင်လို့တကယ်ကိုပြန်ဆုံးတော့လို့ဟိုဝဲကိုထွက်သွားရင်ကြံဆုံးစီဖို့မဖြစ်တော့လို့တရားတွေနဲ့ငါကေတော့မင်းကိုလွမ်းနေရောချစ်တို့ဟာအထီးကျန်သွားရှိနေမှာတို့ရဲ့ချစ်တွေမြင်နေတော့ဝေးသွားကြရရောထပ်ပြီးဆုံးသည်မရှိတော့လို့ပြန်ပြီးကောင်းဆုံးချစ်စဖို့ကိုပြင်းလာပြောလဲခဲ့လေပြီမိနေပြီလားမင်းတို့ချစ်ခဲ့တဲ့နေရာကိုနေသာကြဖို့တဲ့လို့မေဘောအားရနေခါလို့တကယ်ရှိတဲ့ဘုရားစင်မလေးနဲ့ရှိဖို့သူတော်တာတွေကအိမ်မက်တူနေခဲ့ရောတနေ့တော့ဆောင်မေလို့အိမ်မက်ခဲ့ရော